Okay, မင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်ဒီsocial media software တွေပေါ့နော် social media software တွေကိုGoogle ကနေ download လုပ်စရာမလိုဘဲနဲ့ link မှာဘယ်လိုမျိုး download လုပ်လို့ရလဲဆိုတာလေးကျွန်တော်ပြောပြပေးအောင်လို့ဖြစ်ပါတယ်နော်အရင်ဆုံးကိုက YouTube download လုပ်ချင်တယ်ဆိုရင်ဒီမှာ YouTube လို့အရင်ရှားလိုက်ပေါ့နော် browser ထဲဝင် YouTube လို့ရလိုက်ပါ YouTube လို့ရလိုက်ပြီဆိုဒီမှာYouTube လို့ရလိုက်ပြီဆိုဒီမှာ download ပုံစံမျိုးလို့ရှိတယ်အဲ့ဒီဟာလေးကိုနှိပ်လိုက် install YouTube ဆိုတာလေးရှိတယ်နော်အဲ့ဒီဟာလေးကိုနှိပ်ပြီးတော့ install လုပ်လို့ရပါတယ်ဒါဆိုရင် yes ပြီးလိုက်ပြီနော်ဒါဆိုရင် YouTube ရပါပြီပေါ့နော်ကိုယ့်ရဲ့ဒီကိုယ့်ရဲ့ desktop မှာ YouTube ရောက်လာပြီပေါ့နော်ဟုတ်ဒီလိုမျိုးနည်းလမ်းလေးနဲ့ဒါ download ဆွဲလို့ရတယ်ပေါ့နော်ပြီးရင်ကိုက Facebook ပေါ့ဗျာတကယ်လို့ Facebook download ဆွဲခြင်းတယ်ဆိုရင်ဒီမှာ Facebook လို့ရိုက်လိုက်မယ် facebook.com အနာခေါက်လိုက်ပြီဆိုရင်ဒီမှာဒီမှာ download ပုံစံလေးရှိတယ်အဲ့ download ပုံစံလေးကိုနှိပ်လိုက်ရင် install ကိုနှိပ်ပြီးလိုက်မယ်နော် install နှိပ်ပြီးတော့ဒီမှာ yes ပေးလိုက်မယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့ desktop မှာဒီမှာFacebook ပုံစံလေးကြာလာပြီเนาะဟုတ်ကဲ့အဲ့ဒီနီလန်းလေးနဲ့ကျွန်တော်တို့Google ကနေပြီးတော့ download ဆွဲရမလို့ပဲနဲ့download ဆွဲလို့ရတယ်ဆိုတာလေးကိုပြောပြပေးတာပါဗျဟုတ်ကျန်တဲ့ social media software တွေလည်းသူတို့ပါပဲเนาะအဲ့ဒီနီလန်းလေးနဲ့download ဆွဲလို့ရတယ်ဆိုတာလေးပြောပြပေးတာပါဟုတ်ကျေးဇူးတင်ပါတယ်ဗျ